မင်းကောင်မလေးရွာပြန်တော့ပြီဟာကားရွာပြန်သွားပြီပေးတယ်လေနင်းစီလာခွန်ယူလာတစ္ဆာလားအာစပယ်စပယ်အမလေးရွာကြီးတော့ရလေကိစ္စရာကိစ္စတွေလာခုပါအောင်လို့ဖုံးဆက်ခေါ်လို့တော့ပြန်မှာရွာကိုလေးပြန်ချင်ဘူး ကိုရမလေးကိုကြီးတော့ပါစမ ကိုချင်မှုမြို့မှာနေရတာကောင်းတယ်လေ စပယ် မလေးပြန်ချင်မှာ မလေးကိုခေါ်နေတယ် ငချမ်းကားဆရာကြီးရအောင်အဲ့ဒါကျမတစ်ဖက်တက်ရတဲ့ကောင်လေးငချမ်းလို့ခေါ်တယ်အမလေးငချမ်းရဲ့နေရလေအတူတူနေတော့ဖွင့်ပြောမနဲ့အခုငါပြန်တော့မှကျမရေစားစကားလိုက်ပြောရလားဘလို့9000ကြိုးစားခဲ့တယ်ကြည့်အောင်ကျမဘူးလည်း9000ကြိုးစားခဲ့တယ်မကောက်ဘူးအခါ90နေရလေတခါလေးပြောနေငါလက်ခံပါပါ နာနေအောင် လာနေရောနေတော့ဆိုလေငါတဘွားလုံးနေခဲ့မှာပါပြဿနာကျမထုတ်ပေးစမ်း မဟုတ်ဘူးငါပြောမှာ မလေးပြောလိုက်စမ်းမနေနဲ့ငါ့ကိုချစ်နေတဲ့အကြောင်းနဲ့အများရှိမှပြောလိုက်စမ်းနားထောင်ပေးတူရင်ဖွင့်တော့မယ်